ရသော်ဘုရားကိုအာယုံပြုတ်လိုက်တိုင်းပဲပြောမပြနိုင်လောက်အောင်များပြားလာတဲ့ခုံတွေရှိတော့လေအရဟံဆိုတဲ့စကားလုံးလေးတစ်ခုကိုကြည့်လိုက်စကားလုံးလေး၃လုံးပဲရှိတယ်အဲ့ဒီအရဟံဆိုတဲ့စကားလုံးကိုကြည့်လိုက်ပဲဆိုရင်အရဟလို့ဆိုလို့ရှိရင်ရဟဆိုတာစိတ်ွယ်ရာအဆိုတာမရှိဘူးစိတ်ွယ်ရာလို့သတ်မှတ်တာကိုသူ့မှာမရှိဘူးအဲ့တော့စိတ်ွယ်ရာလုတ်တယ်ဆိုတာမရှိဘူးဆိုတော့လုံးဝဖြူစင်တယ်လုံးဝတန်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်များဆိုတာထင်ရှားတယ်ပေါ့ဒီလိုဆိုလို့တာနော်မြတ်စွာဘုရားမှာဒီစိတ်ွယ်ရာမှာမကောင်းမှုလုံလောက်အောင်ကိုပဲသူ့မှာကိလေသာဆိုတာမရှိတော့အဲ့ဒါကိုရည်စူးပြီးတော့အရဟံလို့ဒီလိုဆိုတာအလွန်ကျင့်တတ်စရာကောင်းတဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးတခုအဲ့ဒီလိုအဓိပ္ပာယ်နားလည်ပြီးတော့အရဟံဆိုတာတကယ်ကိုဒီလိုထူးခြားတဲ့ဂုဏ်ကြီးပါလားလို့ဆိုစိတ်ထဲမှာကျင့်တတ်ပြီးတော့ကြည်ညိုလေးစားတာကိုအဝိသပတာရလို့ခေါ်တယ်နော်မကောင်းမှုအဟုသို့ဟူသည်မြတ်စိတ်ွယ်ရတောင်မလုပ်ဘူးနောက်တခါကိလေသာတရားတွေအလုံးဖယ်ရှားပြီးသားဖြစ်တယ်အဲဒီလိုကိလေသာတရားတွေအလုံးဖယ်ရှားနိုင်လို့တမ္မာသမ္ဗုဒ္ဓလောကမှာသိစရာရှိတဲ့အမှန်တရားတွေကိုကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ကိုယ်ပိုင်ဉာဏ်ဖြင့်သိလို့ဝိဇ္ဇာစရဏတမ္ပန္နောအတိညာနဲ့လည်းပြည့်စုံတယ်အတိညာနဲ့ပြည့်စုံမှုအကျင့်တရားလည်းကောင်းတယ်ကိုကျင့်တရားလည်းကောင်းတယ်အတိညာလည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအာကိုးတိုက်တဲ့ပုဂ္ဂိုလ်အဆုံးအမမှန်ကန်တဲ့အဆုံးအမကိုဟောတယ်လို့မတန်အာကိုးတိုက်တဲ့ပုဂ္ဂိုလ်သူကတော့ကိုယ်ကိုယ်တိုင်ကျင့်သုံးပြီးတော့ပေါက်ရောက်သွားတယ်အောင်မြင်သွားတယ်အပြောတက်မဟုတ်ဘူးအောင်မြင်ပေါက်ရောက်ပြီးသားပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်အတိနဲ့ပတ်သက်လာလို့ရှင်လောကဝိတုလောကအကြောင်းကိုကုန်သိတယ်လူတယောက်ရဲ့အကြောင်းကိုလည်းပဲရသော်ဘုရားဟာသိခြင်းလို့ကြည်လိုက်တာနဲ့တပြိုင်နက်လူရဲ့စိတ်ကိုဒီအမျိုးပေါင်း16မျိုးခွဲခြားပြီးတော့သိနိုင်တယ်စိတ်တ ानु ပဒနာအခါမှာကြည့်ပဲဆိုရင်တာရာဂစိတ်ဝိတရာဂစိတ်နဲ့အဲ့ဒါလို့အမျိုးပေါင်း16ခုရှိလူတယောက်ကိုရသော်ဘုရားတရားဟောတော့မယ်ဆိုလို့ရှိရင်ဘလောက်ပဲများတဲ့ပရိသတ်ပဲဖြစ်ဖြစ်အဲ့ဒီပရိသတ်ထဲမှာပါတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားတွေကိုအကုန်လုံးမြတ်စွာဘုရားသိချင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးသားကိုဖောက်ထွင်းပြီးတော့သိနိုင်စွမ်းရှိတယ်ပေါ့လောကဝိတုလောကအကြောင်းသိတယ်ပေါ့လောကအကြောင်းသိလို့အနုတ္တရပုရိသဓမ္မတာရတိဆုံးမဟောကြားတဲ့နေရာမှာတော့အတော်ဆုံးပဲတဲ့ဒါကြောင့်မို့တတ္ထရိဝမနုဿန္နာလောကမှာရှိတဲ့လူတွေမကနတ်တွေရဲ့ပါခေါင်းဆောင်ဆရာကြီးဖြစ်တယ်ဘုရားသစ္စာလေးပါးကိုသိအောင်ပြောပြနိုင်တယ်ဘဂဝါဘုံကံပါရမီနဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်များဖြစ်တယ်လို့ဒီအရေးချင်းတွေတာမန်ပုဂ္ဂိုလ်တွေရတဲ့အရေးချင်းမဟုတ်ဘူးဖရာလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီအရေးချင်းရှိရလားလို့ဆိုတာစစ်ဆေးဖို့လိုတယ်ပေါ့ဒီအရေးချင်းမရှိဘဲနဲ့ဖရာဆိုတာမဖြစ်ဘူး